ရဲ့ဖန်နန်တက်ရဲ့အကြိုက်ဆုံးအသင်းဟာ Manchester United ဖြစ်ပြီးတော့ Manchester United ရဲ့ပေါင်85တန်းတန်ကမ်းလှမ်းမှုကိုဒါဝက်ဆန်အသင်းကပယ်ချခဲ့တဲ့သတင်းပြီးရင်တော့ရိုမာနိုတင်ဆက်ထားတဲ့လီဗာပူးအသင်းရဲ့ဒါယူရိုတန်း100တန်ကမ်းလှမ်းမှုကိုကျွန်တော်တို့ RB Leipzig ကပယ်ချခဲ့တယ်ဆိုတဲ့သတင်းဒီသတင်းလေးသုံးဖို့ကိုကျွန်တော်တင်ဆက်ပေးပါမယ်ကျွန်တော်ရဲ့ intro လေးပြီးရင်စလိုက်အောင်ပါဆိုတော့ DSM မြန်မာကပြန်လဲကြိုဆိုပါရညီကိုတွေအားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်တင်ဆက်ပေးခြင်းတဲ့သတင်းကဘာလဲဆိုလို့ရှိရင်Manchester United အသင်းကိုဒါမာတီယာဖာနန်ဒတ်ကသူ့ကိုပြိုင်ပြီးတော့လိုက်နေတဲ့အသင်းတွေအများကြီးတွေကမှသူကဒီအသင်းကိုပဲရွေးချယ်တယ်ဒီအသင်းကိုပဲသူ့အကြိုက်ဆုံးအသင်းလို့သူကသတ်မှတ်ထားတယ်ပေါ့လေဆိုတော့ဒါဆိုတော့တခြားအသင်းတွေအတွက်လိုက်ဖို့ရတော်တော်လေးခက်ခဲသွားတယ်ဒါ Manchester United ကတော့မာတီယာဖာနန်ဒတ်ရဲ့ agent နဲ့မာတီယာဖာနန်ဒတ်ကိုပဲဒါသူတို့ကအဓိကအားပြုပြီးတော့သူတို့လိုက်တယ်ဆိုတော့ Manchester United အသင်းကိုပြောင်းရွှေ့ဖို့ကစားသမားနဲ့အလုံးစုံသဘောတူညီမှုတွေရရှိဖို့အတွက်ကလုံးဝမခက်ခဲဘူးကစားသမားကလည်း Manchester United ကိုသူ့ငယ်ဘဝအိမ်မက်ဆိုပြီးတော့သူကထားရတဲ့သဘောဒီလိုသဘောမျိုးတက်ရောက်နေတဲ့အတွက်ကြောင့် Manchester United ကသူတို့ဘက်မှာအမြဲရှိနေတယ်ဆိုတဲ့ဟာကိုဒါတွေးထားတယ်သူတို့ယုံကြည်မှုရှိရပါလေဖာနန်ဒတ်ခါသူတို့အသင်းကိုပဲရောက်လာမယ်လို့သူတို့ယုံကြည်ထားတယ်ပြီးလို့ရှိရင်စပါအသင်းကလည်းဒါမာတီယာဖာနန်ဒတ်ရဲ့ agent နဲ့အတူဒါတစ်ဖက်မှာလည်းကျွန်တော်တို့အသင်းဝက်ဆန်အသင်းကိုကန်လှန်ခဲ့တယ်ဝက်ဆန်အသင်းနဲ့ဒါစကားတွေပြောဆိုပြီးတော့ဒါအသင်းဘက်ကနေသူကချင်းကပ်လာတယ်အသင်းနဲ့ဒါငွေကြီးရသဘောတူမဲ့ဆိုလို့ရှိရင်ကစားသမားကိုသူအသိပေးမယ်ဆိုတဲ့ပုံစံမျိုးဒီလိုမျိုးသွားတယ်တစ်ဖက်နဲ့တစ်ဖက်လိုက်တဲ့ချင်းကတော့မတူဘူးဆိုပေမဲ့ Manchester United အသင်းကကစားသမားရဲ့ဒါသူ့ရဲ့စိတ်ကိုဆွဲဆောင်နိုင်စွမ်းရှိတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ Manchester United အသင်းရဲ့အနီးပြဖြစ်တဲ့ Michael Carrick တို့ဒီ Bruno Fernandes တို့နဲ့စကားပြောပြီးတဲ့အချိန်တွေမှာManchester United ရဲ့ဒါ plan တွေကိုသူတော်တော်သဘောကျတယ်ဗောလေဒါကြောင့်ပဲအသင်းကိုသူတော်တော်ကြိုက်တယ်ပြီးတော့သူစံပြပုဂ္ဂိုလ်ဖြစ်ထားတဲ့ကစားသမားတွေကလည်းဒီအသင်းကနေပြီးဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေပြီးတော့ Manchester United အသင်းရဲ့ဒါကွင်းလယ်တိုက်စစ်ကစားသမားဖြစ်တဲ့ Bruno Fernandes ကသူ့ရဲ့စံပြပုဂ္ဂိုလ်တယောက်ဖြစ်တယ်သူအားကျရတဲ့အိုင်တော်တယောက်ဖြစ်တယ်ဆိုပြီးတော့လည်းပြောထားတယ်ဒီအတွက်ကြောင့် Manchester United ကဒီကစားသမားလေးဟာသူတို့စီကိုရောက်လာမယ်လို့လုံးဝယုံကြည်ထားပါတယ်ဆိုတော့ကျွန်တော်တို့အသင်းကဒီလိုယုံကြည်မှုရှိတယ်ပြီးတော့ပေါင်85တန်းနဲ့ဒါကန်လှမ်းခဲ့တယ်ဗောလေအတွင်ကြီးပါညာနဲ့ကန်လှမ်းခဲ့တဲ့အခြေအနေမှာဒါဝက်ဆန်အသင်းကတော့သူတို့လိုချင်တာဟာပေါင်85တန်းအသင်းအတွင်ကြီးမပါဆိုပြီးတော့သူတို့ကသတ်မှတ်ထားတဲ့အတွက်ကြောင့် Manchester United ရဲ့ကန်လှမ်းမှုကိုပယ်ချခဲ့တယ်လို့ဒါသတင်းတွေ့ခဲ့ရပါတယ်ဆိုတော့နောက်ထပ်တစ်ခုကတော့ဗာလဲဆိုတော့ကျွန်တော်တို့Fabrizio Romano တင်ဆက်ထားတဲ့သတင်းလေးပါဆိုတော့ဒီသတင်းကတော့ကျွန်တော်တို့ RB Leipzig အသင်းရဲ့ဒါတောင်ပန်ကစားသမားဖြစ်သူဒါ Yan Diomande ပေါ့လေ Yan Diomande ကို Manchester United ကိုအသင်းကိုပဲကိုပြောချင်တာဖြစ်တဲ့အတွက်ကိုအသင်းအကြောင်းကြီးပဲထွက်နေတယ်ဗျ sorry ပါဆိုတော့လီဗာပူးအသင်းကယူရိုတန်း100တန်ကမ်းလှမ်းမှုတစ်ခုပြုလုပ်ခဲ့တယ်အဲ့ဒီကန်လန့်မှုကိုကျွန်တော်တို့ RB Leipzig အသင်းကဒါချက်ချင်းဆိုသလိုပယ်ချခဲ့တယ်ဗောလေRB Leipzig အသင်းဟာဒီကစားသမားလေးကို Yan Diomande ကိုသူတို့ရဲ့အသင်းမှာနောက်ထပ်တစ်နှစ်လောက်အထိဆက်ထိန်းထားဖို့အတွက်စိတ်ကူးထားတယ်ဆိုတော့သူတို့ကဒီကစားသမားကိုလုံးဝမထုတ်ချင်ဘူးဗောလေမထုတ်ချင်တဲ့ပုံစံမျိုးဆက်ထိန်းထားခြင်းနဲ့ဆက်ထိန်းထားပြီးတော့မှနောက်နှစ်ကျမှသူတို့ကြိုက်တဲ့ဈေးခေါ်ပြီးတော့ရောင်းမယ်ဒီပုံစံမျိုးဗောလေဆိုတော့သူတို့အသင်းကလည်းဒီကစားသမားထွက်သွားရင်အစားထိုးဖို့ရဒီကစားသမားလောက်ကောင်းတဲ့ကစားသမားမရှိဘူးထင်ပါတယ်ဆိုတော့နောက်တစ်ခုကြတော့ကျွန်တော်တို့လီဗာပူးအသင်းကသူတို့ရဲ့တန်း100ရန်ကန်လှမ်းမှုပယ်ချခံရသည့်တိုင်အောင်နောက်ထပ်ဒါကန်လှမ်းမှုတစ်ခုဆက်လုပ်ဖို့အတွက်ကိုသူတို့ဘက်က ready ပြင်ဆင်ထားပြီဆိုပြီးတော့ဒါကျွန်တော်တို့သတင်းတွေကိုတွေ့ရပါတယ်ဒါကတော့Fabrizio Romano တင်ဆက်ပေးထားတာပါဒါပေမဲ့ကစားသမားဘက်ကတော့သူကိုယ်တိုင်ဒီနှစ်ရာသီမှာပဲအသင်းကနေထွက်ချင်တဲ့ဆန္ဒကပိုပြီးပြင်းပြနေတယ်ဆိုတဲ့သတင်းလေးကိုကျွန်တော်တို့ရထားပါတယ်ဗျဆိုတော့လီဗာပူးတို့ဒါကန်လှမ်းမှုကြီးကတော့ကျန်းတယ်ဗျဒီကစားသမားကို Manchester United ကလည်းသဘောတော်ကြတယ်ဗျဒါပေမဲ့အဲ့လောက်အထိငွေကုန်ကြေးကြမခံဘူးကျွန်တော်တို့လက်ဘတ်တို့လက်ဝင်းတို့အတွက်အဲ့လောက်အထိအများပြတဲ့
အမောင်ကိုသုံးမှာမဟုတ်ဘူးအဲ့ဒီအတွက်ကြောင့်ပဲ Manchester United ကကြိုက်တော့ညာလဲမလိုက်ခဲ့ဘူးပေါ့လေဆိုတော့တခုတော့ရှိတယ်ဒါပေမဲ့ Manchester United ကဒီနေရာအတွက်ဆိုလို့ရှိရင်ကျွန်တော်လူဝဲဟောကိုကန်လှမ်းမလားလူဝဲဟောကိုဘာကြီးဆက်လုပ်မလဲကျွန်တော်စောင့်ကြည့်ရမှာပေါ့လေဆိုတော့ဒီနေရာမှာကျွန်တော်တို့ဘက်ကတော့မာတီယာဖာနန်ဒက်ကိုလုံးဝဒါစိတ်ချရတဲ့သဘောမျိုးထားတယ်ဒါပေမဲ့တခုတော့ရှိတယ်ဗျအရင်အချိန်ဆွဲလို့တော့မရဘူးဆိုလိုချင်တာကကျွန်တော်တို့ဒီ FFP rule နဲ့ပတ်သက်ပြီးတော့လဲကျွန်တော်ရှင်းပြထားဖို့ပါတယ်ပထမဗီဒီယိုတွေမှာဒါကြောင့်ပဲ Manchester United အနေနဲ့မြန်မြန်လေးလုပ်ဖို့တော့လိုတယ်ဒီလကုန်လို့မရဘူးဆိုတော့ညီကိုတို့သိထားဖို့ကဒီကစားသမားကိုကျွန်တော်တို့ရမယ်ဆိုရင်သိကြတယ်ဒီနောက်ထပ်တစ်ပတ်အတော်အတွင်းမှာပဲကျွန်တော်တို့ရအောင်ခေါ်မှာဖြစ်မယ်ဆိုတော့ကစားသမားတူကိုထပ်ပြီးတော့ sign in လုပ်ဖို့လိုအပ်တယ်ကျွန်တော်တို့ဒီနှစ်ထဲကျွန်တော်တို့အသုံးစရိတ်ထဲမှာပါသွားခြင်းနဲ့ဆိုရင်တော့ဒီကစားသမားကိုဒီလမကုံငယ်မှာအပီးလုပ်ဖို့လိုတယ်တစ်ဖက်အသင်းကလည်းဒီတိုင်းပဲဒီလမကုံငယ်အပီးရောင်းဖို့လိုတယ်ဒါကြောင့်ပဲကစားသမားကအသင်းကိုပဲချစ်မြတ်လို့တယ်အသင်းကပဲသူ့ရဲ့ first choice ဆိုလို့ရှိရင်တော့ကျွန်တော်တို့အသင်းကိုတည်ကြပေါက်ရောက်မှာပါစိတ်ပူစရာတော့မလိုပါဘူးဆိုတော့Manchester United ကလည်းသူတို့ကအပြင်မှာဘလို့ပဲသတင်းတွေထွက်နေသူတို့အနေနဲ့နောက်ွယ်မှာသူတို့ပြုလုပ်ထားတဲ့အရာတွေကကစားသမားရောသူတို့မှာ plan တွေအသင့်ရှိပြီးသားလို့သူတို့ပြောတယ်ဆိုတော့ဒီအတွက်ကြောင့်ကျွန်တော်တို့စိတ်ပူဖို့မလိုဘူးလို့ထင်ပါတယ်ဆိုတော့ညီကိုတို့ကဘလို့ထင်လဲညီကိုတို့ရဲ့ထင်မြင်ယူဆချက်လေးတွေကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ပြီးတော့ညှိနှိုင်းဆွေးနွေးပြီးလို့ရပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြပါမယ်